မလုပ်ပြရပြင်လာကွာအဲ့ဒါပဲကော်ဖီတို့ပြန်တော့မသိမချင်းမတာအဲ့ဒါတလုံးစားဖို့သူ့ပြောင်းဘူးတဲ့တလုံးစားဖို့သူ့ပြောင်းဘူးကောင်းလိုက်တာဟေးပေါင်းတော့ပါနေမဟုတ်ဘူးပိချီမြတ်ဘာလို့မလုပ်ပေးရဘာလို့မလုပ်ပေးရဘာမသိဘူးဘာလို့လာလို့နေလဲပေါင်းတော့ပိချီအဲ့တော့လူချတဲ့နေတော့ငါကျွမ်းတယ်အဲ့တော့ဟိုဟာအောက်ကပေါင်းနေခဏကတော့လားနာငယ်ရတော့ဘုရားကြီးရတယ်ဒါတင်နေတယ်ရတော့ညာနေမပြန်လို့တော့ကျွန်တော်တင်အပေါ်ခိုင်းတယ်ပြစ်တယ်ဒီအော်ငါကိုင်းတာအော်ဒီဟိုလေကလေးတို့တော့မရောက်ချင်တဲ့ဖေရတယ်တခေါ်ဒီညမှာမင်းတော့မချိုးရင်ဘယ်ညမှာမချိုးတော့ဘူးဟုတ်ကဲ့ကျွန်တော်လည်းကြည့်ပါချိုးမှာအောက်ကမလို့အောက်ပေါ်နေမှာမလို့ဘူးလေဆွေကြီးဟာဘုရားဘလို့လည်းကိုယ်လေးမလို့ပါဘူးမင်းမတက်လိုက်ပါလက်ပါဒီကချမ်းပြတ်ဒီသူရောင်းဝင်ချိုးနေအရင်တူဒီအလုံးရောက်နေငါးရရတဲ့စွတ်ဆက်ပြီးယူထားတာဒီကအယူကအဲ့လိုကြည့်အဲ့ဒီကိုတည်တယ်တချို့ပဲကြည့်မိကလာငါတော့ထိုင်ဒါတမင်ကြီးလားရပါမဖြစ်ဘူးလားနိုင်ဖိတ်စာပြောတော့လည်းပြီလားဆရာလေးတပါးတဲ့အစီအစဉ်တော့တပါးတော့ဖုံးဆက်ပြီးပေးလိုက်ပါလားဆရာဒီမှာဆရာလေးကမင်းမလို့တိတိဒီတော့မခံတော့ဟောတော့ဆုံးတော့ကနေမယ်နေအောက်ကမနေနဲ့ဘုံပင်နဲ့တ냐ဘွားငါတို့ခုံချမယ်အဲ့လောက်ထိငါတို့ဒုက္ခမခံတော့ဒီမှာပြလက်လိုက်ဒီတော့ရင်းနေအမလေးမင်းလေးရမယ်မင်းကဒီတော့လှသွားပြီပတ်လက်ပဲဒုဟောဒုလေဒီကတော့ကန်လာတယ်နားရောဒီကဆူလာတာရှိတယ်ရုပ်တဆန်တီဟေးမင်းသားအာရုံစိုက်ပါဒီမှာမင်းသားတွေကလည်းအာရုံစိုက်ပါဟေးလောမိကောက်လို့လေခဏလေးကြလည်းထိန်းအောင်ပဲလေပမိုက်ခဏလာရသားလေးအဲ့ကဘယ်ဒီကြီးတို့ချက်တော့ဝေးစီကိုထောက်ထားတာထိန်းထားတယ်ချက်သွားမှဆိုတယ်သူကြုံတော့မှဆိုလို့အဲ့ဒါတပည့်နေအောင်ထောက်ပြီးအာယူလေကြောက်ကန်ကြားပါဒီတော့မှတကယ်လုံးလွေးနေတာကျွဲကန်နေမင်းကိုကျွဲကန်လောဟေးလေမင်းနေမတာလဲတော့ကောင်းပြီကွာ哎没有。嘿。တို့တော့ရောက်ကြိုးစားကြတာမင်းသားဆုချတာအောင်တော့ဒီကတင်းချိုင်ကုန်းသုံးခုကလည်းဆုရတော့သူ့ကြီးရတာဆရာလေးအော်ဘာလို့ရှိသေးလဲဆွဲလိုက်ဘာလို့လဲအော်ဘန်မုန်းတကူလာဝဲတာအဲ့လိုမသိအဲ့လိုဘန်မုန်းတွေဆွဲရတာပေါ့ကျင်းဖယားလာတော့အဲ့လိုကမြန်လို့သိမှာမဟုတ်ဘူးအဲ့ဒါမှသိနေတယ်လားဒါကရရမလားဟာတကယ်ပါအသေးတော်လည်းသူ့မဟုတ်ပြရအောက်ကနေပြီးတော့လင်းညက်ခံထားရတာမဟုတ်မစောရနေရရှိမင်းကသိချွတ်ကြအဲ့မိုးတော့ဆိုပြောမနေနဲ့ဒါလည်းတကယ်ကြတာလားတကယ်ဖျားစုမိုးချုပ်ပြင်ကြလိုက်တာလေမင်းကြီး no ဒီတော့တကယ်ဟိုမှာလည်းအမကောတခေါ်မှညာပြောတယ်စတိအမဲဝင်မယ်လို့ကိုတူကဒီကငါတို့လှုပ်လိုက်မယ်လို့ဆိုတဲ့အပူရောင်လေးကအခုမှမွဲညစ်ညစ်အရောင်လေးဖြစ်တယ်တကယ်လည်းပေါ့ဗျာတော့တော့လည်းပေါ့ပြေဆုံးတယ်ဘာမ
ကိုဘွဲတော့သူ့ကိုဤတော်နေလည်းပြောလို့ကောက်သေးတော်နေလည်းပြောတာ ကဲဒါဆိုလို့ရှိရင်နောက်တော့ပြမယ်အရှုံးပေးလိုက်ပြီ